Okay, so college and university ဘာကွာလဲဆိုရင်မိကုံကိုလူများဆိုတာခဏခဏမေးရပါတော့ဆိုတော့ college ပြီးမှ university တက်ရမှာလား college ကိုကျော် university တက်လို့မရဘူးလားဒီနှစ်ခုရဲ့ကွာခြားချက်ရောဘာတွေရှိရလဲဆိုတော့ဒီမိကုံတွေက high school ခုမှပြီးလာပြီးတော့ဒီနောက်တစ်ဆင့်ကိုတက်မဲ့လူငယ်တွေနဲ့ဒီနှစ်ခုရဲ့ကွာခြားချက်ကိုနားလည်ထားမယ်ဆိုရင်ကိုကဘယ်ဟာကိုဘယ်လိုတက်တင်လဲဆိုတော့ကောင်းကောင်းမွန်မွန်ဆုံးဖြတ်ချက်ချလို့ရတယ်ပါနော်ဒီဗီဒီယိုမှာတော့ college နဲ့ university ကြားအဓိကကွာခြားချက်တွေကိုပဲရိုးရှင်းရှင်းနဲ့ပြောပြပေးသွားမယ်college မှာ offer လုပ်တဲ့ program တွေကအများဆုံးအဖြစ် diploma ထိပဲရှိပါတယ်။ဒါပေမဲ့တချို့သော college မှာတော့ဒီ bachelor's degree ထိ offer လုပ်တဲ့ college တွေလည်းရှိတယ်ပေါ့နော်။ဒီနှစ်ခုရဲ့အဓိကကွာခြားချက်ကိုပြောရမယ်ဆိုရင်ပထမဆုံးက program ကိုပြောရမယ်ပေါ့နော်။ဆိုတော့ college နဲ့ university မှာအဓိကကွာခြားချက်က offer လုပ်တဲ့ program အရေးအတွက်ပေါ့။ college မှာကျတော့ offer လုပ်တဲ့ program တွေကတော့နေတယ်။ University မှာကျတော့ offer လုပ်တဲ့ program တွေကများတယ်။ဆိုတော့ကိုကဥပမာအနေနဲ့ high school ပြီးသွားလို့ bachelor's degree ရကျင်တယ်ဒီဘွဲတစ်ခုလောက်ရထားကျင်တယ်ဆိုရင်တော့တေချာရ university တက်ရင်တော့ bachelor's degree ရှိမယ်။ဒါပေမဲ့တချို့သော college မှာကျတော့ bachelor's degree မရှိတာမျိုးတွေရှိတတ်တယ်။များသောအားဖြင့် college တွေကဒီ diploma တွေပေါ့နော် HND ဒါမှမဟုတ်လည်း certificate level ဒါမှမဟုတ် certificate တသားလောက်ပေးတဲ့ organization တွေ college တွေကများတယ်။ဒါပေမဲ့တချို့သော college မှာလည်း bachelor's degree တွေပေးတာမျိုးတွေရှိတယ်။ university ကကျတော့လုံးဝပြောင်းပြန်ဖြစ်သွားမယ်ဘယ် university မဆိုရင် bachelor's degree ရှိမယ် master's degree ရှိမယ် PhD program ရှိမယ်ပေါ့နော်အဲ့ဒီပြင်မှာ research program တွေလည်း university အများစုမှာတွေ့ရတယ်ဆိုတော့ college နဲ့ university အဓိကကွာခြားကိုပြောမယ်ဆိုတော့ number of program offer ကတော်တော်လေးကိုကွာဟမှုရှိနိုင်တယ်ဆိုတော့ program offer လုပ်တဲ့အရေးအတွက်ကကွာသလိုလာတက်တဲ့လူအရေးအတွက်ကလည်းကွာသွားမယ်ဆိုတော့ college ကကျတော့နည်းနည်း small ဖြစ်တဲ့ circle လို့ပြောလို့ရတယ် university ကကျတော့နည်းနည်း big circle လို့ပြောလို့ရတယ်လာတက်တဲ့အကြောင်းသားအရေးအတွက်ကလည်းကွာဟမှုရှိသွားမယ်နောက်တစ်ခုကွာအနေနဲ့ဆိုလို့ရှိရင် college ကကျတော့ဘယ်လိုမျိုးကိုပို့ပြီး emphasize လုပ်လဲပေါ့နော်ဘယ်လိုမျိုးပို့ပြီးတော့အလေးထားလဲဆိုရင် short term program တွေလောက်ကိုပို့ပြီးတော့ emphasize လုပ်တယ်ဥပမာကိုက academically အရင်ကြီးသွားချင်တာမျိုးမဟုတ်ပဲね short term ရဲ့ပညာတစ်ခု vocationally အတွက်တက်ချင်တာမျိုးဆိုဒီလိုမျိုး program တွေအများစုက college တွေမှာရတယ်ဒါပေမဲ့ college တွေမှာအများစုရတယ်ဆိုပြီးတော့ university မှာမရဘူးလားဆိုတော့မဟုတ်ဘူး university မှာလည်းရှိနိုင်တယ်ဒါပေမဲ့အဲ့လို program တွေအများစုကတော့ဒီလိုခုနပြောတဲ့ program offer လုပ်တာလည်းနည်းတယ်ဟိုလာတက်တဲ့ကျောင်းသားတွေတက်လည်းနည်းတယ် college လိုမျိုး organization type တွေကပို့ပြီးတော့ emphasize လုပ်ကြတယ်ဒီလိုမျိုး vocational program လည်းဖြစ်နိုင်တယ် training program တွေလည်းဖြစ်နိုင်တယ်ဆိုတော့ကိုက job အတွက်ပဲဖြစ်ဖြစ်အလုပ်အတွက်ပဲဖြစ်ဖြစ်ဒီလီ skill set လေးတစ်ခုလိုတယ်ဒါကိုတက်ဖို့အတွက်လည်းဒီ college တွေမှာလိုက်ပြီးတော့ program ပဲဖြစ်ဖြစ်ဒီ6လဖြစ်ဖြစ်12လဖြစ်ဒါမျိုး program တွေလိုက်တက်ပြီးတော့ acquire လုပ်လို့ရတယ် university ကကျတော့အဲ့လိုမျိုး short term plan လို့မဟုတ်ပဲね long term ကို academically ရေရှည်သွားမယ်ပေါ့နော် future plan နဲ့သွားမယ်ဥပမာ4နှစ်5နှစ်ဒါမျိုး academically level တစ်ခုကနေနောက်တစ်ခုအကြီးမားကြီးပြောင်းလဲသွားခြင်းနဲ့တက်သွားခြင်းနဲ့ဆိုတော့ university ရဲ့ program တွေကပို့ပြီးတော့အထောက်အကူဖြစ်တယ်ဒါပေမဲ့ဒီဟာတွေကလည်းပြောတဲ့အချိန်မှာကြီးနေရှုတော့ပုံမူတည်ပြီးတော့ meaning တွေရတယ်ပြောင်းလဲမှုရှင်နေတယ်ဘာလို့ဆိုခုနပြောလို့ college ကဒီ vocational program တွေပဲရှိတာလားဆိုတော့လည်းမဟုတ်ပြန်ဘူး bachelor's degree ရှိတဲ့ college လည်းရှိနိုင်တယ် university မှာကျတော့ဒီ college လိုမျိုး emphasize လုပ်တဲ့ vocational program တွေမရှိဘူးလားဆိုတော့လည်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဘက်ကြီးကိုအရင် link လုပ်တာမဟုတ်ပဲねဒီ bachelor's degree တွေ PhD တွေ master တွေ research program ဒါတွေကိုပို့ပြီးတော့ university ကတော့ပို့ပြီးတော့ link လုပ်တယ်ပေါ့နော်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုတကယ်နားလည်ဖို့ tip တစ်ခုပေးရမယ်ဆိုရင်နိုင်ငံပေါ်မူတည်ပြီးတော့ college နဲ့ university ရဲ့ difference ပေါ့နော်ဒီနှစ်ခုကြားက meaning difference ကိုယူတဲ့အဓိပ္ပာယ်ကလည်းကွာဟမှုရှိနိုင်တယ်ဥပမာတချို့နိုင်ငံပေါ့နော် country A ပဲထားပါ country A မှာဆို university နဲ့ college ကိုတန်းတူလို့သတ်မှတ်တယ်ဒါပေမဲ့တချို့နိုင်ငံမှာကျတော့ college ပြီးမှ university တွားရဆိုပြီးတော့သတ်မှတ်တယ်အဲ့တော့ကိုကတကယ် university နဲ့ college ရဲ့ difference ကိုသိကျင်တယ်ဆိုရင်ကိုသွားတက်မဲ့နိုင်ငံဘယ်နိုင်ငံမလို့ဒီနိုင်ငံကတော့ဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်လဲဆိုတာကိုကသိထားရင်เนาะ college ပြီးမှ university တက်ရမှာလားအော် college နဲ့ university ကတူတူပဲလားတူတူပဲဆိုတော့ကိုကဘယ်မှာပဲတက် bachelor's degree ရမှာပဲအဲ့လိုမှမဟုတ်ဘူးနှစ်ဆင့်လိုမျိုးခွဲရတယ်ဆိုတော့ college ပြီးသွားလို့ရှိရင်ကိုကcollege မှာတက်စရာမရှိတော့ဘူးဘွဲရဖို့ဆို university ဘက်ကိုပြောင်းရမျိုးရှိတယ်ဆိုတော့ကိုသွားမဲ့နိုင်ငံမှာဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်လဲဆိုတာအရင်ဆုံးရှာထားဖို့တော့လိုရမယ်ပေါ့နော်That's it for today's video. မေးချင်တာရှင် comment မှာရေးခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်